လူတယောက်ရဲ့ဘဝကဘာကြောင့်ရှေ့မတိုးနိုင်ပဲတနေရာထဲမှာပဲတဝဲလဲလဲဖြစ်နေရတာလဲဆိုတာတင်စင်းစားဖို့သလားအခွင့်အရေးတွေမရှိလို့လားဒါမှမဟုတ်ကံကြမ္မာကပဲမျက်နှာသာမပေးလို့လားတကယ်တော့မဟုတ်ပါဘူးကျွန်တော်တို့ဘဝကိုတကယ်တမ်းပိတ်လောင်ထားတာကအဖြစ်လောကကအတားအဆီးတွေထဲကျွန်တော်တို့စိတ်ထဲကမကောင်းမြင်တတ်တဲ့အစိတ်အတောက်တွေထင်နေတတ်ပါတယ်ကျွန်တော်တခုပဲမေးပါစေအစိတ်တွေပြည့်နေတဲ့ရေတွင်းထဲကနေတန်ရှင်းတဲ့ရေကိုတင်ဘလို့လွတ်ခတ်ယူလို့ရနိုင်ပါမလဲအဲ့ဒီလိုပါပဲတင့်စိတ်ထဲမှာအစိုးမြင်တဲ့အတွေးတွေပဲကြီးစိုးနေတဲ့၍တော့တင့်ဘဝဟာဘယ်တော့မှလပ်ပါလာမှာမဟုတ်ပါဘူးမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြချင်တာကကျွန်တော်တို့ရဲ့ဘဝကိုတိတ်တဆိတ်ဖျက်ဆီးနေတဲ့အဲ့ဒီအစိုးမြင်တဲ့အတွေးတွေရဲ့စိတ်အခြေအနေအကြောင်းပါလူတော်များများဟာအောင်မြင်ခြင်းကြတယ်ချမ်းသာခြင်းကြတယ်ပျော်ရွှင်ခြင်းကြတယ်ဒါပေမဲ့သူတို့တတိမထားမိတာကသူတို့ရဲ့အတွေးခေါ်တွေကသူတို့ကိုနောက်ကနေဆွဲထားတာကိုပါမကောင်းမြင်စိတ်ဆိုတာယောဂတစ်ခုလိုပါပဲဆက်ဆချင်းမှာတော့ဘာမှမဟုတ်တယ်လို့ပဲဒါပေမဲ့ကြာလာတဲ့အခါတင့်မှာရှိတဲ့ယုံကြည်ချက်တွေတီထွင်နိုင်စွမ်းတွေနဲ့တင်ရှိကအခွင့်အရေးမှန်သမျှကိုတစစ်စီဖျက်ဆီးပစ်လိုက်တာပါဒါကြောင့်ဒီနေ့မှာတော့ဒီလိုအစိတ်တင့်စေတဲ့အတွေးထန်တရားကနေရုံးထွက်ပြီးပိုကောင်းတဲ့ဘဝတစ်ခုကိုဘယ်လိုတည်ဆောက်မလဲဆိုတာအတူတူဆွေးနွေးကြည့်အောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့လုပ်ရမှာကကိုယ်စိတ်ထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုတတိနဲ့ပြန်ကြည့်ဖို့ပါကျွန်တော်တို့ဟာတနေ့ကိုအတွေးပေါင်းများစွာတွေးနေကြတာပါအဲ့ဒီထဲမှာငါတော့မလုပ်နိုင်ပါဘူးဒါကတော့ခတ်အောင်မှာပဲသူများတွေကငါ့ကိုကဲ့ရဲ့ကြမှာပဲဆိုတဲ့အတွေးတွေဝင်လာပြီဆိုတာနဲ့ချက်ချင်းအဲ့ဒီအတွေးကိုရက်လိုက်ပါကိုပြန်မေးကြည့်ပါနေဦးဒါကတကယ်ဖြစ်နေတဲ့အမှန်တရားလားဒါမှမဟုတ်ငါစိတ်ကကြောက်လို့ရှောက်တွေးနေတာလားဆိုတာကိုပါအတွေးဆိုတာတင်မဟုတ်ပါဘူးအတွေးဆိုတာတင်တိုက်တီလို့ပါပဲလာပြီးရင်ပြန်ထွက်သွားမှာပါတင်ကအဲ့ဒီအတွေးထဲမှာနစ်မနေဘူးဆိုရင်သူကတင့်ကိုဘာမှလုပ်လို့မရပါဘူးဒုတိယအဆင့်ကတော့နေရာလွတ်မထားဖို့ပါမကောင်းတဲ့အတွေးကိုဖယ်ထုတ်လိုက်ပြီဆိုရင်အဲ့ဒီနေရာမှာအားဖြစ်စေတဲ့အမြင်သစ်နဲ့ချက်ချင်းအစားထိုးရပါမယ်ဥပမာအခက်အခဲတစ်ခုကြုံရတဲ့အခါငါတို့ရှုံးပြန်ပြီလို့ညည်းထွားမယ်အစားဒါကငါအတွေ့အဖိုးတန်တဲ့သင်ခန်းစာပဲနောက်တစ်ခါငါဒီထက်ပိုကောင်းအောင်လုပ်နိုင်ဖို့အခြေခံကောင်းရသွားပြီလို့ပြောင်းတွေးလိုက်ပါငါကအားနည်းလုံးနဲ့လို့ကိုအပြစ်သိမယ်အစားငါဘလောက်တောင်ခက်ခဲတဲ့နေ့ရက်တွေကိုကြော်ဖြတ်လာခဲ့လဲဆိုတာကြည်စမ်းငါမှာခွန်အားရှိလို့အခုထိရက်တည်နိုင်တာပဲလို့ပြန်စဉ်းစားပါအကောင်းမြင်ခြင်းဆိုတာအကျင့်တစ်ခုပါနေ့တိုင်းလေ့ကျင့်ပေးလေးတင့်အုံနောက်ကအလိုလိုအကောင်းဘက်ကိုပိုမြင်လာလေးပါပဲနောက်ဆုံးအထီးရောက်ဆုံးအဆင့်ကတော့ကျေးဇူးတင်တတ်တဲ့စိတ်ပါပဲမကောင်းမြင်စိတ်ကိုအမြင့်ပြတ်ချေမှုခြင်းရင်ဒါချက်ကောင်းတဲ့လက်နက်မရှိတော့ပါဘူးကျွန်တော်တို့ဟာကိုမရသေးတာတွေကိုပဲလိုက်ကြည့်မိစိတ်ဆင်းရဲနေတတ်ပါတယ်အဲ့ဒီအစားမနဲ့နိုးတာနဲ့တင်ရရှိထားတဲ့အရာ၃ခုကိုစဉ်းစားကြည့်ပါကျမ်းမာနေတာဘေးနားမှာချစ်ရတဲ့လူတွေရှိတာအိတ်စရာနေရာရှိတာဒါတွေကသင်းငယ်တယ်လို့ထင်ရပေမဲ့တကယ်တော့လူတိုင်းမရနိုင်တဲ့စုလာတွေပါပဲတင်ဘာတွေပိုင်ဆိုင်ထားလဲဆိုတာကိုအာယုံစိုက်လိုက်တာနဲ့ငါဘာတွေလိုအပ်နေသေးလဲဆိုတဲ့ပူလောင်မှုတွေကအလိုလိုငြိမ်းအေးသွားပါလိမ့်မယ်ကျေးဇူးတင်တတ်တဲ့စိတ်ခါတင်ဘဝကိုအကောင်းမြင်စိတ်နဲ့မြင်နိုင်ဖို့တတ်ထားတဲ့မျက်မှန်းတည်လက်နဲ့တူပါတယ်အနစ်ချုပ်ဖျောက်ရမယ်ဆိုရင်တော့တင်ဘဝရဲ့ရင်မောင်းဟာတင်ကိုယ်တိုင်ပါပဲတင်ရဲ့စိတ်ခံစားချက်ကိုထိန်းချုပ်နိုင်တာတင်တယောက်တည်းရှိပါတယ်ဘသူကမှတင့်စိတ်ကိုလာပြီးအစိတ်ခတ်ခွင်မပေးပါနဲ့ဒီနေ့ကစပြီးတင့်ရဲ့စိတ်ကိုတင်ကိုယ်တိုင်ပြန်လဲပိုင်ဆိုင်လိုက်ပါမကောင်းမြင်တဲ့အသွေးတစ်ခုဝင်လာတိုင်းငါ့ကိုစိတ်ညစ်စရာမလုပ်ခွင့်မပေးဘူးလို့ရဲရဲဝင့်ဝင့်ပြောလိုက်ပါကောင်းမွန်တဲ့ဘဝတစ်ခုဆိုတာကောင်းမွန်တဲ့စိတ်ထားကနေမယ်အစပြုတာပါဒီဗီဒီယိုလေးကတင့်အတွေ့တစ်ခုခုပြောင်းလဲသွားစေတယ်ဆိုရင် like နဲ့ share လုပ်ပြီးတခြားသူတွေကိုလည်းအားပေးလိုက်အောင်ပါနောက်ထပ်လည်းတင်းရဲ့စိတ်ခွန်အားကိုမြင့်တင်ပေးမယ့်အကြောင်းအရာတွေကိုသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားကိုဖိတ်ခေါ်ပါတယ်အားလုံးပဲအကောင်းမြင်စိတ်နဲ့တာယာတဲ့ဘဝကိုတည်ဆောက်နိုင်ကြပါစေကျေးဇူးတင်ပါတယ်